အဲ့ဒီမှာ empowerment တို့ဆိုပြီးတော့ပါတယ်နော် empowerment တို့ဆိုတာကဘာလဲဆိုရင်လီယောရှာကြည်ရှင်းကတဲ့လီယောရှာကိုယ်တိုင်ကဟုံးလိုက်မတ်တဲဤရုသူ့မှာရှိထားတဲ့သူငကိုမူလရှိထားတဲ့ချီခါရာကိုသူ့ရဲ့စွမ်းအားတွေအားရင်တွေကိုစွမ်းဆောင်နိုင်ရည်တွေအားရင်တွေကိုထိုရီမိုဒိုရှိပေါ့နော်ထိုရီမိုဒိုစုထိုရီမိုဒိုရှိဆိုတာကယူထုတ်လိုက်တာပေါ့နော်ပြန်လဲထွက်ပေါ်လာအောင်လုပ်လိုက်ပြီးတော့自分自身の力でမိမိရဲ့ခွန်အားဖြစ်ပေါ့နော်မိမိရဲ့ခွန်အားဖြင့်မွန်တိုင်ရပြဿနာတွေခါတိုင်းဖြည့်ရှင်းဆောင်ရွက်ရမယ်အရာတွေကိုခိုင်ခဲဆိုဒိခိရုဖြည့်ရှင်းနိုင်တဲ့နိုးလျော်ခုဆိုတဲ့စွမ်းဆောင်ရည်ကိုဒီ skill တွေကိုခခုတိုခုစုရုခိုတိုရရှိစေခြင်းဖြစ်ပါတယ်တဲ့။လီယောရှာဆန်ကဘာလုပ်နိုင်လဲ။သူလုပ်နိုင်တဲ့အရာတွေကိုဝန်ထမ်းတွေကခိုင်ကောဝန်ထမ်းတွေကတေချာလေးကြည့်ပြီးတော့သူ့ကိုလှုပ်စေရမယ်နော်အဲ့တော့ empowerment တို့လို့ခေါ်တယ်နော် empowerment တို့ approach empowerment တို့ဖြစ်ဖို့အတွက် approach လုပ်တာချီးကပ်တာဘယ်လိုမျိုးချီးကပ်မလဲဆိုရင်လီယောရှာနော်မို့တေရီချီကာရာနိချက်ကူမိုကူရှိလီယောရှာဆန်မှာသူ့မှာရှိထားတဲ့ခွန်အားတွေကိုကိုကသိရှိထားပြီးတော့အဲ့ဒီခွန်အားတွေကိုထုတ်ပြီးတော့ဟီခီဒတ်တဲ့ဆက်ကျိုကူတက်ကီနီဆိုတာကစိတ်ပါလက်ပါနဲ့စိတ်အားထက်သန်စွာနဲ့လီယောအသုံးပြုခြင်းအန်ဂျော်စုရုခိုးတော်ကုညီထောက်ပံ့ပေးခြင်းလီယောရှာဝါempowerment တို့ approach ကိုစားရဲရုခို့တို့တဲ့လျောရှာတွေဟာယခုလိုမျိုးဒီသူတို့လုံနိုင်တဲ့သူတို့စွမ်းဆောင်နိုင်တဲ့စွမ်းခွန်အားတွေကိုဒါထုတ်ပေးဖို့အတွက်ဒါချီးကပ်ခြင်းခံရတဲ့အတွက်ကြောင့်ပေါ့နော်သူတို့ဘာတွေဖြစ်လာနိုင်လဲဆိုရင်ဂျီကိုခက်တဲနိုးလျော်ခုဆိုတဲ့မိမိဘာသာမိမိဆုံးဖြတ်သတ်မှတ်နိုင်တဲ့စွမ်းရည်တွေဟာထာကာမာရုမြင့်တက်လာလိမ့်မယ်နော်အဲ့တော့ empowerment တို့မိနာဆန်တို့လည်းဒါလက်တွေ့လုပ်ငန်းခွင်မှာအသုံးပြုကြပါသူကထမင်းကိုသူ့ဘာသာသူစားနိုင်တယ်ဆိုရင်လက်တွေကလှုပ်ရှားနိုင်ပါလေရဲ့နဲ့နော်သူကမစားဘူးခွန်မဲကြွေးခိုင်းနေတယ်ကုပဲကုခိုင်းနေဆိုလို့ရှိရင်ကိုကအဲ့လိုမဟုတ်ဘဲနဲ့သူစားကျင်လာအောင်သူ့ရဲ့စွမ်းအားသူ့ရဲ့ empowerment တို့ထုတ်ကြမယ်သူဘယ်လိုမျိုးတွေလုပ်နိုင်တယ်ဆိုတာကိုကအမြဲတမ်းချီကဲလေ့လာနေရမယ်နော်โอเคဒါဆိုရင်အဖြေကိုထပ်ပြီးတော့ကြည့်ရအောင်။မိသားဆန်တို့ကဘယ်ဟာကိုဖြေထားပါသလဲ3番です。3番です。3番です。3番が障害のある人が自らの能力や長所に気づき課題に対応する障害ရှိတဲ့သူတွေ障害ဖြစ်နေတဲ့သူတွေဟာတဲ့自らのမိမိရဲ့能力နဲ့ချောလျှော်အားသာချက်တွေကိုသတိထားမိပြီးသတိပြုမိပြီးတော့ခါတိုင်းဆိုတဲ့ဖြည့်ရှင်းဆောင်ရွက်ရမယ်ကိစ္စရွက်တွေမှာတိုင်ယိုစုလူဆောင်ရွက်ပေးတယ်။နော်ဟုတ်ပါတယ်အဖြစ်မှန်ဒီနံပါတ်3ဖြစ်ပါတယ်ကဲဒါဆိုနံပါတ်1ကဘာလဲကြည့်အောင်နံပါတ်1ကကြတော့障害のある人がတဲ့ね障害ဖြစ်နေတဲ့သူတွေဟာတဲ့障害のない人と障害မဖြစ်တဲ့သူတွေနဲ့同等にတန်းတူညီမျှပေါ့နော်生活しနေထိုင်စားတောက်ပြီးတော့活動するနော်ဒါလှုပ်ရှားမှုပြုတဲ့ရှာကိုင်လူပေါင်းအဖွဲ့အစည်းကြီးကိုမဲစားစုရည်မှန်းထားပါတယ်တဲ့အဲ့ဒီအဆိုအမိတ်ဒီ empowerment တို့ထဲမှာခုနတော့ဖတ်တဲ့ထဲမှာလည်းမပါနေဘူးသူဒီဘာလဲဆိုရင် normalization ပေါ့နော် はい normalization လို့ပြောရနော် normalization ပုံမှန်ပြန်ဖြစ်တာပေါ့နော်ပုံမှန်ပြန်ဖြစ်တာဆိုတာကဥပမာထပ်သွဲပါကြီးခုတစ်ခုခုကြောင့်ခြေထောက်တစ်ခုဖြစ်သွားတယ်လက်တစ်ခုဖြစ်သွားတယ်အဲ့ဒါတွေဒီအကောင်းပကတိပြန်ဖြစ်သွားဖို့
ရေမဟုတ်အဲ့လိုမျိုးဆိုလိုချင်တာမဟုတ်ဘူးเนาะသူဒီပုံမှန်နေထိုင်မှုဘဝကိုပြန်လဲရရှိအောင်လုပ်လိုက်တာအဲ့ဒါဒီ normalization ဆိုတဲ့ဟာပဲเนาะအခုနံပါတ်1ရဲ့အဆိုဒီနံပါတ်1ရဲ့အတိတ်ပဲဒီ normalization နဲ့တွားပြီးတော့ကိုင်နေပါတယ်တော့မှတ်ထားပြီเนาะတကယ်လို့ normalization ကိုမေးလာခဲ့ရင်ဒီလိုမျိုးလေးဆိုတဲ့အဓိပ္ပာယ်ပါလားဆိုပြီးတော့ဟိုင်နီးပန်ကကြတော့ဆာမွန်ရှော့ကူကရှူဒိုးရှိဆာမွန်ရှော့ကူဆိုတော့ဒါဘာဒီလိုမျိုးပေါ့เนาะကျွမ်းကျင်ပညာရှင်တွေလိုပဲပြောရမှာပေါ့เนาะဥပမာခိုင်ကောဖူကူရှိတော်၎င်းအစာအာဟာရပညာရှင်တော်၎င်းဒီလိုမျိုးပညာရှင်တွေပေါ့เนาะအဲ့ဒီပညာရှင်တွေဟာရှူဒိုးရှိသူတို့ကအဓိကလမ်းပြပြီးတော့ပေါ့เนาะရှောဂိုင်တို့အာရုရှိတို့ကဂျူဒိုတက်ခိနေတယ်ရှောဂိုင်ဖြစ်တဲ့သူတွေကကြတော့လက်ခံယူတဲ့သူအနေနဲ့ပေါ့เนาะသူတို့ကရှီအန်အကူအညီတွေကိုခံယူရပါမယ်တဲ့မဟုတ်ဘူးเนาะ empowerment တို့ဆိုတာအဲ့လိုပြောတာမဟုတ်ပါဘူး empowerment တို့ရဲ့အဆိုသည်ဘသူ့ကိုပဲဦးစားပေးလောက်ကမှာလဲဆိုတော့ဒီလိုမျိုးဒါလီရောရှာဆန်တွေပေါ့เนาะရှောဂိုင်ဆိုလဲရှောဂိုင်နင်းချီစောဆိုလဲနင်းချီရှောနော်အဲ့လိုမတူကြဘူးလေเนาะအဲ့လိုမျိုးပေါင်းထုတ်ပြီးတော့ပြောချင်တာဖြစ်တဲ့အတွက်လီရောရှာဆန်တွေကပဲအဓိကရှူတိုက်တက်ခိနေနဲ့လောက်ကမယ်เนาะဘာအတွက်လုပ်ပေးတာသူတို့ရဲ့ချီကာတာကိုတာကာမေတဲ့ဤကုနဲ့သူတို့ရဲ့ခွန်အားဆွမ်းအားတွေကိုမြင့်တင်ပေးပါဖို့လုပ်ခြင်းဖြစ်ပါတယ် empowerment ဆိုအဲ့တဲ့နံပါတ်1ကလည်းမှားသွားတာပေါ့နော်ဒါကြောင့်မှားတယ်ဆိုတာကိုပြောချင်တယ်还有们话，小概那里头个，是大些呀，健康个，马莫拉的那可多你他爱路的。empowerment တို့ဆိုတာတဲ့ရှောဂိုင်ဖြစ်နေတဲ့သူတွေဟာတဲ့သူတို့ဘဝကိုသူတို့အဓိကဆောင်ရွက်သူအဖြစ်မလုံနိုင်တော့ဘူး။နောက်ဂျင်းခန်းဆိုတဲ့လူခွင့်ရေးတွေကိုမထိန်သိမ်းမကာကွယ်နိုင်တော့တဲ့အချိန်တွေမှာသူတို့တဲ့တာအဲတူတွေတီးခံရပါတယ်တဲ့။အဲ့ဒီຢာတွေမှာရှောဂိုင်ဖြစ်နေတဲ့သူတွေကတီးခံရပါမယ်တဲ့။ empowerment တို့ဟာအဲ့လိုမဆိုလိုထားဘူးနော်။မဆိုလိုထားဘူး empowerment တို့ဆိုတာဒါတွေကို तू ကပြန်ပြီးတော့ပြန်လဲရယူစေမှာလေပြန်လဲဖြစ်ပေါ်လာစေမယ်နဲ့ထိုရီမိုဒိုစုဖြစ်ပါတယ်ဂျင်းခန်းကတကယ်လို့ပျောက်ကွယ်သွားတယ်သူ့မှာဆုံးရှုံးတော့မလို့ဖြစ်နေလဲဆိုလို့ရှိရင်အဲ့လိုမျိုးသူ့ရဲ့လူခွင့်ရေးတွေပြန်ပြီးတော့ရရှိလာအောင်ထိုရီမိုဒိုစုပြန်လုပ်ပေးတာဒီ empowerment တို့ဖြစ်တယ်အဲ့နံပါတ်5ကကြတော့ show kind of irish တို့က igaku teki rehabilitation ကိုဥခဲရူတယ်အဲ့တော့ igaku teki rehabilitation ကိုမဟုတ်ပါဘူးเนาะကဲဒါဆိုရင် rehabilitation လို့ပြောတဲ့အခါမှာလဲဟိုနည်းနည်းလေးထပ်ပြီးတော့ရှင်းပြရမယ်ဟာရှိတယ်ပေါ့နော်လောလောဆယ်မှာတော့မဟုတ်ဘူးဆိုတာလေးမှတ်ထားပြီနော်နောက်ထပ်အပုတ်တွေမှာထပ်ပါလာအောင်ပါဆိုတော့လေနော်ကဲဒါဆိုရင်ဆက်ပြီးတော့စာမျက်နှာ51ပုံမြောက်နံပါတ်51ကိုတွားရအောင်